နိုင်ငံခြားမသွားလဲဒီနိုင်ငံမှာလှုပ်เสียအများကြီးပါမြောက်ဆယ်လို့ရတယ်အိမ်သာသေးလို့ရတယ်သူ့ဘရာသာလှုပ်လို့ရတယ်စစ်မှုထမ်းလို့ရတယ်ကိုဆိုးခဲ့တာ2%လောက်နမဲအဖြတ်ခံရတာ68%လောက်အဲ့လိုမှသိရင်ယာနှုံးပြည့်ဆိုးခဲ့ပါတယ်ခွန်အားဖြစ်စေတဲ့စာတွေပဲရေးတော့မယ် JO ဟောပေါ့မာလာရှန်ကောဘီယာအဲ့ဒါတွေခွန်အားဖြစ်စေတယ်လေအတူဆုံးမဲ့ရက်ကိုလက်ချိုးရည်ရင်နောက်ဆုံးလက်ကျိုးသွားတယ်မသေးခင်တော့သူတာတယ်ငါတာတယ်လုံနေကြတာသေသွားတော့ဘယ်သူမှမတာကြဘူးအကုန်မတာတွေကြီးပါပဲအရင်လိုမပေါ်တော့ပါဘူးပိုက်ဆံကိုပြောတာလူကတော့အခုထိပေါ်တော့တငယ်ချင်းတို့ငါအရင်လိုငပြင်းလေးမဟုတ်တော့ဘူးနော်ငပြင်းကြီးဖြစ်နေပြီတင်တာကဂျပန်စာသွားကျင်တာကကိုရီးယားကြည့်နေတဲ့ movie ကထိုင်းက